啊，做那行不？做那行，咱不配了。စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းဟုံမလင်းမြို့နယ်ရွှေရင်းကျွေးရအုပ်စုရာလာတီနဲ့ပါဟုတ်ကြီးကျေးရွာအတွင်းကရှင်လက်နက်ကိုင်အဖွဲ့ KIA နဲ့ရွှေလုံငန်းရှင်အချို့ပူးပေါင်းပြီးရွှေတူးဖော်နေကြောင်းဒေသခံတွေကပြောပါတယ် KIA နဲ့ရွှေလုံငန်းရှင်အချို့ဟာကျေးရွာတဲ့အထမတူးဖော်ခြင်းဖြစ်ကြောင်းကျေးရွာသားတွေအနေနဲ့လုံးဝလက်မခံပေမဲ့လက်နက်ပြရှင်းရှောက်တူးဖော်တာကြောင့်ဘာမှမတတ်နိုင်ဘူးလို့ဒေသခံတို့ကပြောဆိုထားပါတယ်ရွာလန်းနဲ့အိမ်လန်းတွေကိုဖျက်ပြီးမျောမောင်းနေကြတာ KIA ကတော်လန်ရေးကိုအကြောင်းပြပြီးလှုပ်ရှားနေတာကြာပြီးရှေ့တန်းက PDF ရဲဘော်တွေကမကြိုက်ကြဘူးလေဟိုကလက်နက်ကင်အဖွဲ့ဆိုတော့ကျွန်တော်တို့ကလည်းဘာမှမတတ်နိုင်ဘူးလို့သူကပြောဆိုခဲ့ပါတယ်ပြီးခဲ့တဲ့2024ခုနှစ်12လပိုင်းအတွင်း KIA ဥဆောင်အဖွဲ့နဲ့ရှမ်းပြည်မျိုးသားများတပ်မတော် SNA တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် SNA ကပြန်လည်ဆုတ်ခွာခဲ့ရတဲ့ရွှေရင်းကျွေးရွာအုပ်စုရွှေရင်းကျွေးရွာရွှေပြည်မြင့်ကျေးရွာလမ်းစုံမော်ရာလာတီကျေးရွာပါဟုတ်ကြီးကျေးရွာတောင်ဦးအုပ်စုဟော်ဆိုင်ကျေးရွာတာမဲပုတ်ကျေးရွာငပြောတော်မော်တဲပူကောဆိုင်ပူကောဇုံတွဲမော်တွေကနေအိမ်များပြားကို2024ခုနှစ်နဲ့2025ခုနှစ်ကြား KIA ကမိရှုဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီနောက်ဆိုပါရှမ်းနီကျေးရွာတွေမှာ KIA နဲ့ရွှေလုံငန်းရှင်အချို့တို့ပူးပေါင်းပြီးတော့ရွှေတူးဖော်ဖျက်ဆီးနေပြီးရာလာတီကျေးရွာနဲ့ပါဟုတ်ကြီးကျေးရွာတွေထဲရွှေတူးဖော်တာကြောင့်ဆွဆွရွရွပျက်စီးနေတယ်လို့ဆိုပါတယ်ရှမ်းနီကျေးရွာတွေကိုရွှေတူးဖော်ဖျက်ဆီးဖို့အဓိကလှုံ့ဆော်နေသူဟာ KIA တပ်ဖွဲ့မှမြို့နယ်မှုအဆင့်ရှိတဲ့စံအောင်ဆိုသူဖြစ်ပြီးတူးဖော်ဖို့အတွက်အိမ်ဝင်းရောင်းဝယ်လုပ်ပေးနေသူရွှေလုံငန်းရှင်အချို့မှာဦးကြံဝင်းဒေါ်ဆိုင်တို့ဦးတင်လိုင်းဒေါ်ဆိုင်ရှင်ဦးမောင်ငယ်ဒေါ်စိန်အေးတို့ဖြစ်ကြတယ်လို့သိရပါတယ်ကျေးရွာမှာထွက်ခွာခြင်းမရှိတဲ့ဒေသခံတွေကို KIA နဲ့အဆိုပါရွှေလုံငန်းရှင်အချို့ဟာငွေအနေငယ်သာပေးပြီးအဲ့ဒီကျေးရွာတွေကနေအတင်းအဓမ္မထွက်ခွာခိုင်းတယ်လို့ဆိုပါတယ်အဆိုပါကိစ္စနဲ့ပတ်သက်ပြီးဒေသခံတို့ကတော့အဲ့ဒီမှာတိုက်ပွဲတွေဖြစ်တော့အရှင်အနေရရွာကိုထားပြီးရွာသူရွာသားတွေအားလုံးထွက်ပြေးခဲ့ရတာအဲ့ဒါကိုရွာထဲမှာမျောမောင်းလိုက်ကြတာလေအဲ့ဒီရွာတွေကရှမ်းနီရွာတွေကြီးပဲကချင်အိမ်တအိမ်မှမရှိတာအားကြောင့်လဲသူတို့ကလှုပ်တာပေါ့တချို့အိမ်တွေကတော့မထွက်ကြဘူးကိုယ့်အိမ်ကိုယ့်ရာဆိုတော့ဘယ်ထွက်ရှင်မလဲလေ KIA ကဖိအားပေးတော့ထွက်ကြရတာပေါ့လို့သူကပြောဆိုခဲ့ပါတယ်ဘာလာတီကျေးရွာဖုံးတော်ကြီးကျောင်းဝင်းအပါဝင်အနီးအနားမှာရှိတဲ့နေအိမ်တွေလဲ KIA နဲ့ရွှေလုံငန်းရှင်အချို့ဟာရွှေတူးဖော်နေတယ်လို့၎င်းဒေသခံတွေကဆက်ပြောခဲ့ပါတယ်လက်ရှိ KIA တာဝန်ခံခေါင်းဆောင်တွေကကျွန်တော်တို့ရွာဖုန်ကြီးကျောင်းရဲ့တချမ်းကိုပါတူးဖော်ပျက်စီးနေပါတယ်ဘယ်သူမှအကာအကွယ်မပေးနိုင်ကြဘူးငါတို့ရွာတော့ပျက်စီးကုန်ပြီလို့သူကစိတ်ပြက်လက်ပြက်နဲ့ပြောဆိုခဲ့ပါတယ်2024ခုနှစ်12လပိုင်းကစပြီးရွှေရင်းအုပ်စုနဲ့တောင်ဦးအုပ်စုမှာရှိတဲ့ရှမ်းနီကျေးရွာတွေဖြစ်ကြတဲ့ရာလာတီကျေးရွာပါဟုတ်ကြီးကျေးရွာတွေအပြင်အခြားသောကျေးရွာတွေမှာဒေသခံ3500ခန့်ဟာတုံမတက်ကျေးရွာနန်းသာကျေးရွာဇေဒီစိတ်ကျေးရွာနန်တော်မြို့ဟုံမလင်းမြို့တွေကိုတွားရောက်စစ်ဘေးရှောင်နေကြရတယ်လို့မုံရွာမန္တလေးနဲ့ရန်ကုန်ကိုလည်းတွားရောက်တင်းချောင်သူတွေရှိနေတယ်လို့သိရပါတယ်အဆိုပါချမ်းနီစစ်ဘေးရှောင်တွေအတွက်ဘယ်ဖွဲ့စည်းကမှအကူအညီအထောက်ပံ့လာရောက်ပေးတာမျိုးမရှိဘဲကြုံရကြမ်းလုတ်ကင်စားတောက်နေကြရတယ်လို့လည်းသိရပါတယ်